ကိုဝင်ဆောင်မျိုးသမီးတဦးဟာထူးဆန်းတဲ့ဝေဒနာတွေကိုခံစားနေရပါတယ်။ဒါကတာမန်ပိုင်းနာတာမျိုးမဟုတ်ပဲသူမရဲ့ခန္ဓာကိုယ်ဟာဝန်ပိုလွေလူသားတဦးအဖြစ်စတင်ပြောင်းလဲလာတာပါ။သူမရဲ့ခင်မွန်းဖြစ်သူဟာဒီလိုဝက်ချက်ကိုသူများတွေတည်သွားမှစိုးရိမ်ပြီးအကြီးအကျယ်ထိတ်လန့်တုန်လှုပ်နေပါတယ်။အခြေအနေတွေဆိုးရွားမလာခင်မှာပဲလူနာတင်ကားရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ခန္ဓာကိုယ်ကတော့ဝန်ပလွေဖြစ်အသွင်ပြောင်းဖို့အတော်လေးခရီးရောက်နေပါပြီ။လပြည့်ညနီးကပ်လာတာနဲ့အမျှသူမကိုမြေအောက်ခန်းတစ်ခုထဲမှာတီးတန့်ပိတ်လောင်ထားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အကယ်၍သူမသာထိန်ချုပ်မှုလွတ်သွားရင်အနားမှာရှိတဲ့သူတိုင်းအသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားပါ။ခင်မွန်းဖြစ်သူဟာစိတ်မကောင်းပေမဲ့လည်းအားလုံးရဲ့ဘေးကင်းရေးအတွက်သူမကိုအခန်းထဲထည့်ပြီးတန်တကားကြီးကိုခိုင်အောင်ပိတ်လိုက်ပါတယ်။အပြင်မှာရှိနေတဲ့မိသားစုဝင်တွေအားလုံးဟာအခန်းထဲကထွက်လာတဲ့ဝေဒနာဖြစ်တံတွေနဲ့အော်ဟစ်တံတွေကိုရင်တထိတ်ထိတ်နဲ့နားဆွင့်နေကြရပါတယ်။မကြာခင်မှာပဲကလေးငိုတံလေးထွက်ပေါ်လာပြီးတက်ရှိအစ်စ်လေးတစ်ခုကိုမွေးဖွားနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ခင်မွန်းဖြစ်သူဟာတက်တိမွေးပြီးအခန်းတကားကိုဖွင့်ကြည့်လိုက်ပါတယ်။သူသိချင်နေတာကသူ့ရဲ့ကလေးဟာဝန်ပလွေပေါက်လေးလားဒါမှမဟုတ်တာမန်လူသားလေးလားဆိုတာပါ။ဒါပေမဲ့သူအခန်းထဲကိုဝင်လိုက်တဲ့အချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူကိုယ်တိုင်လည်းစွန့်ပြီးအံ့အားသင့်သွားရပါတော့တယ်။